လမ်းမရံပွဲတွေပေါ်မှာချင်းသေးတကောင်လိုအောင်မြင်နိုင်ဖို့ဘာတွေသိထားသင့်လဲတကယ်လို့ဒီနေ့ပဲမိတ်ဆွေကလမ်းဘေးမှာရံပွဲတစ်ခုနဲ့ရင်ဆိုင်ရမယ်ဆိုရင်မိတ်ဆွေကိုရှုံးနေသွားစေမယ့်အကြီးမားဆုံးအရာကဘာဖြစ်မလဲဆိုတာသိပါသလားအဖြေကတော့မိတ်ဆွေရဲ့အုံနောက်ပါပဲကျွန်တော်တို့ကငယ်စဉ်ကတည်းကယဉ်ကျေးဖို့စီကန်းရှိဖို့နဲ့မြင့်မြတ်တရှင်ပြိုင်ဖို့လူမှုပတ်ဝန်းကျင်ရဲ့ပုံသွင်းခြင်းကိုခံခဲ့ရပါတယ်အကစားယုံတွေမှာသင်ယူခဲ့တဲ့ကိုခံပညာတွေဟာဒိုင်လူကြီးရှိတဲ့စီကန်းရှိတဲ့ပွဲတွေအတွက်ပဲအသုံးတည့်တာပါဒါပေမဲ့အသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့တကယ်လက်တွေ့အခြေအနေမှာတော့အဲ့ဒီယဉ်ကျေးတဲ့စိတ်ဟာမိတ်ဆွေရဲ့အားနည်းချက်ဖြစ်လာပါလိမ့်မယ်ဒီနေ့မှာတော့မိတ်ဆွေရဲ့အုံနောက်ထဲကအဲ့ဒီအားနည်းချက်ကိုဖျက်ထုတ်ပြီးတော့ monster တစ်ကောင်လုံးတိုက်ခိုက်နိုင်စေမယ့်နီလန်းတွေကိုကျွန်တော်မျှဝေပေးသွားပါမယ်ကဲအစင်းသင်းဖြစ်တဲ့ဆိုရင်တော့ဗီဒီယိုလေးကိုစတင်လိုက်ကြရအောင်ပါမိတ်ဆွေရဲ့ဗီဇကိုပြောင်းလဲပေးမယ့်စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှု၃ခုနံပါတ်1စိတ်ဓာတ်ကိုပြောင်းလဲခြင်းပထမဆုံးအချက်အနေနဲ့ကတော့သားကောင်ကနဲ့အမဲလိုက်မုတ်ဆိုးအဖြစ်ကိုပြောင်းလဲလိုက်တာပါရန်လိုတဲ့သူတစ်ယောက်ကမိတ်ဆွေရဲ့အနာကိုချင်းကပ်လာတဲ့အခါအုံနောက်ကငါဘလို့လွတ်အောင်ပြေးရမလဲဒါမှမဟုတ်ဘလို့အသက်ရှင်အောင်နေရမလဲဆိုတာကိုအလိုလျောက်စဉ်းစားတတ်ပါတယ်ဒါဟာသားကောင်ရဲ့စိတ်ဓာတ် free mentality ပါပဲမွန်စတာတယောက်အနေနဲ့ကတော့ဒါကိုမစဉ်းစားပါဘူးသူကငါရှိကဒီရန်သူကိုဘလောက်မြင်မြင်အပြတ်ရှင်းပြရမလဲဒါကိုပဲကြည့်တတ်ပါတယ်အနေရတစ်ခုနဲ့ရင်ဆိုင်ရပြီဆိုတာနဲ့ခမရခမရကိုခမရခန်းစစ်ကနေတိုက်စစ်ကိုချက်ချင်းပြောင်းလဲတင်ပါတယ်ဒါမှမဟုတ်ပဲသားကောင်မဟုတ်တော့ပဲလမ်းကြောင်းပေါ်ကအတားအဆီးကိုဖယ်ရှားပစ်မဲ့ Apex Predator ထိတ်တန်းမှုဆိုဖြစ်တယ်ဆိုတာကိုစိတ်ထဲမှာမှတ်ထားလိုက်ပါဒုတိယအချက်အနေနဲ့ကတော့ကိုယ့်ကိုအပြတ်အသတ်နှိမ်နှင်းခွင့်ပေးလိုက်တာပါကျွန်တော်တို့ကတစ်ဖက်လူကိုထိခိုက်မှကြောက်တတ်ကြပါတယ်ဒါပေမဲ့ကွန်ကရစ်လမ်းမပေါ်ကတိုက်ပွဲမှာညတာချင်းကမိတ်ဆွေကိုတေးတွင်းတွေကိုပို့ပါလိမ့်မယ်အသက်အန္တရာယ်ကြုံလာရင်တစ်ဖက်လူကိုဒဏ်ရာရအောင်လုပ်ဖို့ဒါမှမဟုတ်လုံးဝအလဲထိုးပြဖို့ခမ ्या ကိုခမ ्या ကြိုတင်ပြီးတော့ခွင့်ပြုချက်ပေးထားပါမိတ်ဆွေကအမှတ်ရဖို့ကစားနေတာမဟုတ်ပါဘူးရန်သူရဲ့တိုက်ခိုက်လူစိတ်ကိုလုံးဝချိုးနှင်ပစ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်နံပါတ်3စိတ်လှုပ်ရှားမှုကိုလက်နက်အဖြစ်ပြောင်းလဲပါတတိယချက်အနေနဲ့ကတော့ adrenaline ကိုလက်နက်အဖြစ်ပြောင်းလဲတာပါပဲရံပွဲတစ်ခုကြုံလာရင်လူတိုင်းလက်တုံတာရင်တုံတာနဲ့မျက်စိထဲဝေဝါးသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကိုလူအများစုကကြောက်စိတ်လို့ထင်ကြပါတယ်တကယ်တော့မဟုတ်ပါဘူးဒါဟာမိတ်ဆွေရဲ့ခန္ဓာကိုယ်ကတိုက်ခိုက်ဖို့အတွက်လိုအပ်တဲ့ဓာတ်ပစ္စည်းတွေကိုထုတ်ပေးနေတာပါအဲ့ဒါကိုမကြောက်ပါနဲ့လက်ခံလိုက်ပါအဲ့ဒီ adrenaline ကမိတ်ဆွေကိုပို့ပြီးတော့မြန်စေတယ်ပို့ပြီးတော့တန်မာစေတယ်ပို့ပြီးတော့နာကျင်မှုကိုမသိအောင်လုပ်ပေးပါလိမ့်မယ်နံပါတ်4 technical execution သရုပ်ထားချက်အနေနဲ့ရှေ့ကိုအဆက်မပြတ်ဖိအားပေးပြီးတိုက်ခိုက်ပါအမှန်လူတွေကလက်သီးတစ်ချက်ထိုးပြီးရင်တစ်ဖက်လူဘာဖြစ်သွားလဲဆိုတာကိုနောက်ဆုတ်ပြီးတော့ပြန်ကြည့်တတ်ကြပါတယ်မွန်စတာတယောက်ကတော့ဘယ်တော့မှနောက်မဆုတ်ပါဘူးမိတ်ဆွေစတင်တိုက်ခိုက်ပြီးဆိုတာနဲ့ရန်သူရဲ့ပတ်ဝန်းကျင်ကိုသိမ်းပိုက်လိုက်ပါသူပြန်တိုက်ဖို့အချိန်မရအောင်သူ့ရဲ့အာရုံရောစနစ်တွေပြောင်းဆန်သွားအောင်အဆက်မပြတ်ဖိအားပေးပြီးတော့တိုက်ခိုက်တာကိုပြောချင်တာဖြစ်ပါတယ်ပစ္စမအချက်အနေနဲ့ကတော့ခန္ဓာကိုယ်ရဲ့ off switch ကိုရှာတာပါကျွန်တော်တို့ကမေးစီကိုထိုးတာမျိုးထက်ပိုပြီးတော့ထိရောက်တဲ့နေရာကိုပြစ်မှတ်ထားရပါမယ်အဲ့ဒါကတော့လေပင်ဘေးကသွေးကြောမာကြီးတွေနဲ့ vagus nerve ပါပဲလက်ဖြံဓမ္မမဟုတ်လဝက်ဆောင်နဲ့အပပတိုက်ခိုက်လိုက်တာဟာတစ်ဖက်လူရဲ့သွေးဖိအားကိုချက်ချင်းကျဆင်းသွားစေပြီးတော့ဦးနောက်ကိုရှက်တောင်းချလိုက်တယ်လို့ဖြစ်သွားစေပါတယ်ဘလောက်ပဲထွားကြိုက်နေသူဖြစ်ပါသည်ဒီနေရာကိုထိမှန်ရင်သူဟာမြေကြီးဘက်ကိုခွေကျသွားမှအသေးချပါပဲဒီနေ့ကစပြီးတော့မိတ်ဆွေရဲ့စိတ်ဓာတ်ကတားကောင်ဘဝကနေပြီးတော့ predator ဘဝကိုစတင်ပြောင်းလဲလာပြီလို့မျှော်လင့်ပါတယ်ဒါပေမဲ့ဗီဒီယိုကြည့်ရုံနဲ့တော့မလုံလောက်ပါဘူးမိတ်ဆွေကတကယ်အရေးကြုံလာရင်ဘယ်ချက်မှအားနည်းနေသလဲဆိုတာကိုကိုယ့်ကိုပြန်သုံးသပ်လို့ရပါတယ်အခုပြောခဲ့တာတွေကအလဟတ်တကြီးရန်ဖြစ်ဖို့ပြောခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့ဟာအားနည်းတဲ့သူတွေဖြစ်မနေဖို့ပါကိုယ့်ကိုကာကွယ်နိုင်တဲ့ခိုင်မာတဲ့စိတ်ဓာတ်ရှိတဲ့အတိုင်းဝိုင်းတစ်ခုကိုအတူတူတည်ဆောက်နိုင်ဖို့ဆိုရင်ကိုယ်ခံပညာကတက်ကိုတက်ထားတင်ပါလိမ့်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့နေလေးအနာလေးမှာ channel လေးကိုလည်း like and subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့အဆုံးကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါလိမ့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်